website app content စတာတွေကိုစောင့်တဲ့အခါပြုပြင်ပြောင်းလဲမှုတိုင်းကိုမှတ်တမ်းတင်ထားဖို့ version control system ဆိုတာမဖြစ်မနေလိုအပ်ပါတယ် version control ဆိုတာကတော့ကိုယ့်ရဲ့ file တွေ code တွေကိုအချိန်အလိုက်အမှတ်အသားနဲ့သိသိထားနိုင်တဲ့နည်းလမ်းပါအပြောင်းလဲတစ်ခုချင်းစီကိုမျှတစွာခြေရခံနိုင်ပြီးအမှားဖြစ်လာရင်အရင်ငကိုမူလ version ကိုပြန်သွားနိုင်ပါတယ်အဖွဲ့လိုက်အလုပ်လုပ်တဲ့အခါမှာလည်းဘယ်သူဘာပြင်လိုက်တယ်ဆိုတာသိလို့ရတဲ့အတွက်ပူပေါင်းဆောင်ရွက်မှုမှာအရန်အဆင်ပြေပါတယ်ဒီနည်းစနစ်အတွက်လူသုံးအများဆုံးကတော့ Git ဆိုတဲ့ version control tools ဖြစ်ပြီးဒါကိုအခြေခံထားတဲ့ online platform နှစ်ခုကတော့ GitHub နဲ့ GitLab ပဲပါပဲ GitHub Microsoft ပိုင်း platform ဖြစ်ပြီး open source project တွေအတွက်လူသုံးအများဆုံး platform ပါ online မှာကိုယ့်ကုတ်တွေတင်ထားနိုင်လို့ပြင်မိတာမှားမိတာပြန်ယူနိုင်ပါတယ်တင်းနဲ့code review လုပ်တာတွေ portfolio တင်တာတွေအတွက်လည်းအထူးသုံးဝင်ပါတယ် GitLab GitHub လိုပဲ Git ကိုအခြေခံထားတဲ့ platform ဖြစ်ပြီး CI/CD DevOps project management tool တွေကိုတနေရာထဲမှာစုစည်းထားတဲ့ all-in-one dev platform ဖြစ်ပါတယ် GitLab မှာ feature တွေများတာကြောင့်မြန်ဆန်ပြီးစနစ်တကျအသုံးပြုနိုင်ပါတယ်